မိကလာပါဒီရဲ့အခန်းကိုခဏကြာအင်ဂျီပြည့်ဖြစ်အောင်ဆက်ပြပါပြခိုင်းပြထားရက်စကြတယ်နော်ဒါရအလုံးပဲကြီးပါလောက်သွားပါပြီအင်ဂျီလေးတွေရောက်လာပြီကြပါမယ်ဒီမှာပါကျွန်မစမီတော့ကားရဟာလေးပေါ့နော်စမီငါကားရဟာလေးတစ်ထည့်ကျန်နေတာလေးပါအလုံးနောက်ထပ်ခောက်ရမယ်နေရာလိုက်ပြပါမယ်ကဲရောက်လာပါပြီကဲကူအစီလေးချပါမယ်ဒီမှာဒီမှာဒီချလည်းနေရနာလေးဒီလိုအပင်တူးလိုက်ခဲ့ဘာလို့လဲငါလည်းလေးမစိုးရင်ဒီလိုမျိုးပင်တူးလိုက်ခဲ့ခမပေါ်ကြီးကသာတာဖို့နေပို့နေရှိဟောဒီကနေ့ဗီလာရတယ်မင်းနဲ့ခုနအတန်ရတော့ကျမတို့တကယ်ချင်းတန်နေပေါ့နော်ဒီတပုံတစ်ခန်းရဲ့ကျမရဲ့အုပ်စားရေးကြည့်ပါမယ်ဒီတစ်ခန်းရိုက်ပြလိုက်ပြီဒီမှာပါဒီပုံတစ်ခန်းကြီးဟိုဘက်မှာရောဒီမှာရောဟိုမှာရောဒါတော့လူဒီတပည့်တွေခောက်နေရပါဆက်လာတော့မလားဒီနေ့ရှင်းလိုက်တော့မယ်ဒါကျမတော့ဒီမှာပါကျမကဒီဝစားလေးခောက်နေရနော်ဝစားခောက်လို့တော့တိတ်မပြီးသေးဘူးဒါတော့ခုနဆောင်ပြောနေပြီပေါ့နော်အဲ့ဒီလေးမှတစ်ခါလိုက်ခောက်ဟုတ်တယ်လားဒီလိုကျိုးလေးနဲ့ဒါကြတော့စင်နေရက်ပေါ့နော်နေရက်စင်နော်ဒါကြတော့ကျိုးလေးနဲ့အရှင်းအင်ဒီဘောနော်ထမင်းရလည်းနဲ့ထေပါခုနကနေရေဖရေဒီကျမရဲ့ကျောင်းဆောင်ကြီးမှာကတဲ့အင်ဂျီလေးကတော့ဒီမှာပါဒီကျအဝါရောင်လေးရလည်းဒီမှာပေါ့နော်ဟုတ်ဘူးဒါအဝါရောင်ဟုတ်ဟုတ်အားလုံးပဲမှာနောက်နေ့ကျမဖြစ်သေးပါမယ်အားလုံးဒီအင်ဂျီပါအားလုံးပဲမှာခဏနေကြမှာပြည့်သိပါမယ်ရှင်အခုကတော့အမတို့အင်ဂျီလေးခေါက်လိုက်ပါအောင်မယ်အင်ဂျီခေါက်ပြီးမှပြည့်သေးကြပါမယ်